အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျ The Ghost Myanmar Radio ကနေပြန်လည်ကြိုဆိုပါရခင်ဗျဒီဖြစ်ရမှန်ဇလန်းလေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျဒီအဖြစ်ပြက်ကလွန်ခဲ့တဲ့နှစ်20လောက်ကဖြစ်ခဲ့တာပါကျွန်တော်တို့အိမ်နောက်ဘက်မှာစွန့်ပစ်ထားတဲ့ဂေါကွင်းတစ်ခုရှိပါတယ်လူကြီးတွေကတော့အဲ့ဒီနေရာမှာမွေတွေကင်းချီများတွေရှိလို့မတွားဘူးအမြဲတားကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ကခလေးတွေဆိုတော့တားလီလီတွားချင်လီလီဖြစ်ပြီးအဲ့ဒီထဲမှာပဲဘောလုံးတွားကစားနေကြပါတယ်တနေ့မှတငယ်ချင်းတယောက်ကဘောလုံးအတစ်ကျူလာတော့အားလုံးပျော်ပြီးကစားနေကြတယ်ညနေဆောင်လာတော့တငယ်ချင်းဘောကဒီနေရာကိုအချိန်ချင်းလာတာဘာမှမဖြစ်ဘူးအထဲဝင်ပြီးပုံတန်းကစားရအောင်လို့အကြံပေးပါတယ်အားလုံးလည်းလိုက်ဝင်သွားကြတယ်ပုံတန်းကစားပြီးတဲ့နောက်လူတိုင်းကိုရှာတွေ့ပြီမဲ့ဘောတယောက်တည်းမတွေ့တော့ပါဘူးကျွန်တော်နဲ့တငယ်ချင်းတယောက်ကအဆောက်အဦအဟောင်းတွေဝင်ရှာကြတယ်အထဲမှာအရန်မောင်ပြီးတိတ်ဆိတ်နေတယ်မြေကြီးပေါ်မှာလူတယောက်ရဲ့ကိုယ်လုံးလိုဟာတခုတွေ့တော့အဝိအယောင်းဆိုင်ကမနီကင်အယုတ်လူထင်ပြီးတွားထိကြည့်မလို့လုပ်တယ်အဲ့ဒီအချိန်မှာပုံနဲ့ပြင်းကြီးထွက်လာပြီးနောက်ကနေအတန်ကြာလိုက်ရတယ်ဒါအယုံမဟုတ်ဘူးငါအလောင်းပဲကျွန်တော်အရန်ကြောက်ပြီးထွက်ပြေးတော့တယ်ပြီးနေရင်ဂျိုကာလိုရေတန်းကြီးတို့လေးကြားနေရပြီဘလောက်ပြီးထွက်ပေါ်ရှာမတွေ့နောက်ဆုံးတငယ်ချင်းကိုပြန်တွေ့တော့သူ့ဘောလုံးကိုကောက်ယူလာတယ်လို့ထင်ခဲ့ပြီမယ်သူ့လက်ထဲမှာဘောလုံးရှိနေပြီကျွန်တော်ကင်ထားတာကလူခေါင်းခွင်ဖြစ်နေတယ်အဲ့ဒါကိုလွင့်ပစ်ပြီးအားလုံးအိမ်ကိုထွက်ပြေးကြတော့တယ်အိမ်ရောက်တော့မိဘတွေကိုအဖြစ်ပြက်ပြောပြပြီးဖခင်နဲ့အတူစပင်းပြန်သွားယူတော့အရာအားလုံးပုံမှန်ပဲအဲ့ဒီအချိန်မှာဘောကိုမရှာတွေးတည်တာတတိယလို့သူ့အိမ်သွားကြတယ်သူကအိမ်ကိုအရင်ပြန်ရောက်နေပြီးကြောက်လန့်နေတယ်သူပြောတာကသူ့အပေါ်တက်ဖို့လီကားရှာနေတယ်တွေးတယ်နဲ့ညံ့တာပြည်နေတဲ့လူတယောက်ကအပေါ်ကနေခြေတော့ချထားပြီးဘာကစားနေကြတာလဲငါဘာကစားလို့ရမလားလူပြောလို့ပြီးလာတာလေနောက်နေ့မှာနောက်ထပ်တငယ်ချင်းတယောက်ကညလုံးပုတ်ပတင်းပုတ်ကိုတယောက်ကလာခေါက်ပြီးငါအလောင်းကိုလာထူပြီးပါဦးလူပြောနေလို့မအိပ်ရဘူးလို့ဆိုတယ်ဒီအဖြစ်ပြက်ကိုလူကြီးတွေကရေးတိုင်လိုက်တဲ့အခါအဲ့ဒီနေရာမှာတကယ်ပဲလူတီအလောင်းတစ်လောင်းတွေ့ရှိခဲ့ပါတယ်တကယ်တော့အဲ့ဒီနေရာမှာလွတ်တက်မှုတွေဖြစ်ခဲ့တာကြောင့်လူကြီးတွေကအမှန်ကိုမပြောဘဲခလီတွေကိုမတွားဘူးတာမြစ်ခဲ့ကြတာဖြစ်ပါတယ်ဗျာဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာဒီလိုထိတ်လန့်စရာ horror story တွေတကယ်ဇာတ်လမ်းတွေဖြစ်ရမှန်လျှို့ဝှက်စမ်းကြယ်ဗီဒီယိုအသစ်တွေကိုမလွတ်ချင်ဘူးဆိုရင် The Ghosts Myanmar Radio's channel လေးကို subscribe လုပ်ပြီး notification bell ကိုဖွင့်ထားပေးပါဒီဗီဒီယိုကိုကြိုက်နှစ်သက်ရင် like လုပ်ပေးပါဦးသင်ရဲ့အမြင်ကိုလည်း comment မှာရေးပေးခဲ့ပါဦးတငယ်ချင်းတွေနဲ့လည်း share လုပ်ပေးပါဦးနောက်ဗီဒီယိုမှာပိုပြီးထိတ်လန့်စရာဇာတ်လမ်းအသစ်တွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ